အားလုံးပဲမင်္ဂလာပါ United Jolly TikTok နဲ့ဘောကောင် YouTube Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့3သက်တင်ဆက်တင်တဲ့အကြောင်းအရာကတော့ကျွန်တော်ဒီ2026ကမ္ဘာဖလားမှာ Quarter Final ကိုရောက်ရှိလာတဲ့အသင်း10သင်းအကြောင်းနဲ့ကျွန်တော်တို့16သင်းရှုံးထွက်မှာပြုတ်သွားတဲ့အသင်းတွေအကြောင်းကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးပထမဆုံးအနေနဲ့ကျွန်တော် Quarter Final ကိုရောက်ရှိလာတဲ့အသင်း10သင်းအကြောင်းကျွန်တော်အရင်ဆုံးတင်ဆက်ပေးခြင်းပါတယ်ပထမဆုံးဒီ Quarter Final ကိုရောက်ရှိလာတဲ့အသင်း10သင်းကတော့ကျွန်တော်တို့မော်ရိုကိုရဲ့ပြင်သစ်ရဲ့စပိန်ရဲ့ဘယ်လ်ဂျီယံရဲ့ကျွန်တော်တို့နော်ဝေးရဲ့ကျွန်တော်အင်္ဂလန်ရဲ့အာဂျင်တီးနားရဲ့ဆွစ်ဇာလန်ရဲ့အဲ့ဒီရှစ်သင်းဟာကျွန်တော် Quarter Final ကိုရောက်ရှိလာပါတော့အဲ့ထဲမှာကျွန်တော်တို့နော်ဝေးနဲ့ကျွန်တော်အင်္ဂလန်တွေ့နေတယ်ကျွန်တော်ပြင်သစ်နဲ့ကျွန်တော်တို့မော်ရိုကိုတွေ့နေတယ်ပြီးရင်ကျွန်တော်တို့စပိန်နဲ့ဘယ်လ်ဂျီယံတွေ့နေတယ်ကျွန်တော်တို့အာဂျင်တီးနားနဲ့ကျွန်တော်ဆွစ်ဇာလန်တွေ့နေရပါတော့အရင်ဆုံးပထမဆုံးပွဲစဉ်ကံမဲ့ပွဲစဉ်ကတော့ကျွန်တော်တို့မော်ရိုကိုတင်းနဲ့ကျွန်တော်ပြင်သစ်တင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်တယ်ဒီပွဲစဉ်ကတော့ကျွန်တော်တကယ်ကိုကြီးလို့ကောင်းမဲ့အကျိတ်နဲ့ရှိမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်မော်ရိုကိုတင်းကတော့ကျွန်တော်တို့ဒီ16သင်းရှုံးထွက်မှာတော့ကျွန်တော်တို့ကနေဒါအသင်းကိုကျွန်တော်တို့3ဂိုးမရှိနဲ့နိုင်တယ်ပြင်သစ်တင်းကတော့ပါရာဂွေးတင်းကို2ဂိုးမရှိနဲ့နိုင်ခဲ့တယ်ကျွန်တော်အဲ့လိုချိန်မှာတစ်ဖက်ကကျွန်တော်တို့ဆိုသူတို့နဲ့တစ်ဖက်ချမ်းတူတူမှာပဲကျွန်တော်သူတို့တက်သွားရင်ဒီဆီမီဖိုင်နယ်မှာတွေ့နိုင်ရရှိတယ်ကျွန်တော်ဟိုဘက်တစ်ချမ်းက2သင်းကတော့ကျွန်တော်တို့စပိန်နဲ့ဘယ်လ်ဂျီယံအသင်းဖြစ်တယ်စပိန်နဲ့ဘယ်လ်ဂျီယံအသင်းကတော့စပိန်အသင်းကတော့ပေါ်တူဂီအသင်းကို2ဂိုးမရှိနဲ့နိုင်ခဲ့တယ်ဘယ်လ်ဂျီယံအသင်းကတော့ကျွန်တော်တို့အရင်ဆုံးအေရှင်အသင်းဖြစ်တယ်ကျွန်တော်တို့အမေရိကန်အသင်းကို4ဂိုးနဲ့နိုင်တယ်တစ်ဖက်ချမ်းမှာနောက်ထပ်တစ်ဖက်ချမ်းမှာရှိနေရတော့ကျွန်တော်နော်ဝေးတင်းနဲ့အင်္ဂလန်အသင်းထိပ်တိုက်တွေ့ဆုံနေတယ်နော်ဝေးတင်းနဲ့အင်္ဂလန်အသင်းထိပ်တိုက်တွေ့ဆုံမှုမှာနော်ဝေးတင်းကတော့အားလုံးသိတဲ့အတိုင်းပဲနာမည်ကြီးဘရာဇီးအသင်းကို2ဂိုးနဲ့နိုင်ခဲ့တယ်အင်္ဂလန်အသင်းကတော့အေရှင်အသင်းဖြစ်တဲ့မက္ကဆီကိုအသင်းကိုကျွန်တော်တို့3ဂိုးဆိုတဲ့ရလဒ်နဲ့အကျိတ်နဲ့ကစားပြီးတော့နိုင်ခဲ့တယ်တစ်ဖက်မှာသူတို့နဲ့အတူတူနောက်ထပ်ဆီမီဖိုင်နယ်မှာတွေ့နေရရှိတဲ့ဟိုဘက်2သင်းမှာတော့ကျွန်တော်အာဂျင်တီးနားအသင်းနဲ့ဆွစ်ဇာလန်အသင်းတို့ဖြစ်တယ်ဆွစ်ဇာလန်အသင်းကတော့ကျွန်တော်တို့ကိုလံဘီယာအသင်းကိုကျိတ်နေကစားပြီးတော့အချိန်ပိုပယ်နယ်တီရောက်မှလာအနိုင်ရရှိပြီးဒီအဆင့်ကိုရောက်ရှိလာဖြစ်တယ်တစ်ဖက်ကအာဂျင်တီးနားကတော့ကျွန်တော်တို့လူပြောများစရာအဖြစ်ပြက်တွေနဲ့ကျွန်တော်တို့ဒီအဆင့်ကိုရောက်ရှိလာပါ2ဂိုး3ဂိုးနဲ့ရောက်ရှိလာပါတော့အဲ့လိုမျိုးအချိန်ဒီမှာ Quarter Final ရဲ့ပွဲစဉ်တွေကတော့တကယ်ကိုကြီးလို့ကောင်းမဲ့ပွဲစဉ်တွေပွဲလို့ပဲကျွန်တော်အနေနဲ့မြင်မိရဲ့ပထမဆုံးအနေနဲ့သုံးသက်ချင်တာတော့ကျွန်တော်တို့ဒီပြင်သစ်တင်းနဲ့မော်ရိုကိုတင်းတို့ရဲ့ပွဲစဉ်ပြင်သစ်တင်းကတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲမှာတော့ကျွန်တော်တို့မော်ရိုကိုတင်းလို့မဟုတ်ဘဲနဲ့လွယ်ကူချင်းမရှိဘဲနဲ့ကျွန်တော်တို့ဒီပါရာဂွေးအသင်းကိုချိန်နေကစားခဲ့ရတယ်ပါရာဂွေးအသင်းကို2ဂိုးမရှိနဲ့ကီလီယန်အဘာဘေးရဲ့ပယ်နယ်တီနဲ့နိုင်ရရှိခဲ့တာပေါ့နော်အဲ့လိုအချိန်တွေမျိုးမှာကျွန်တော်တို့ပြည်သစ်အသင်းရဲ့ကစားပုံကတော့ကောင်းနေတဲ့ဖြစ်တဲ့ပါရာဂွေးအသင်းရဲ့ခံစစ်နဲ့ဂိုးသမားကောင်းမှုကြောင့်ကပြည်သစ်အသင်းက2ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ကျင်းပြောင်းတဲ့ရလဒ်နဲ့နိုင်ရရှိခဲ့ဖြစ်တယ်ပါရာဂွေးရဲ့ကျွန်တော် physical game ကစားမှုမှာကျွန်တော်တို့ပြည်သစ်အသင်းတော်တော်လေးမာမာထန်ထန်လိုက်ကစားခဲ့ရအောင်ကျွန်တော်အနေနဲ့တွေ့ခဲ့ရတယ်အဲကြောင့်ပွဲကောင်းတစ်ပွဲကိုလည်းကြည့်ခဲ့ရတယ်ဒါအပြင်ကျွန်တော်တို့ပြင်သစ်အသင်းကခါတိုင်းကျွန်တော်တို့လုပ်ပြနေကြအတိုင်းပဲကျွန်တော်အိုလီဆေးတို့ကီလီယန်အဘာပီတို့ဥစမာနီတန်ဘီလီတို့ရဲ့တွဲလုံးတွေကအခုချိန်ကြီးကောင်းနေတယ်ဘာမှပြောစရာမရှိဘူးပြင်သစ်အသင်းကဒီပုံစံတိုင်းဆိုရင် final ထိကိုသွားနိုင်တယ်ကျွန်တော်အနေနဲ့မြင်တွေ့နေရတယ်တစ်ဖက်ကကျွန်တော်တို့သူတို့နဲ့တွေ့မဲ့မော်ရိုကိုအသင်းကတော့ကျွန်တော်မော်ရိုကိုအသင်းရဲ့ဒီမော်ရိုကိုနိုင်ငံရဲ့ဘောလုံးစင်တန်ဘယ်လောက်ထိမြင့်မားတယ်ဘယ်လောက်ထိရှိတယ်ဆိုတာကိုကျွန်တော်ကနေဒါနဲ့ပွဲမှာထပ်ပြီးတက်တည်ပြလိုက်တာဖြစ်တယ်ဒီပွဲစဉ်မှာကျွန်တော်တို့ကြည့်ရမယ်ဆိုရင်မော်ရိုကိုအသင်းကကျွန်တော်တို့ကနေဒါအသင်းကိုလုံးဝခြေသွမ်းအသာကစားကွက်အသာနဲ့ကစားတော့တွေ့ရတယ်ကနေဒါအသင်းကဘောလုံးကင်ထားတာပဲရှိတယ်ကျွန်တော်တိုက်စစ်ဆင်မှုစူးစမ်းတိုင်းမှာမော်ရိုကိုအသင်းကပြန်ပြီးတော့ဘောလုံးတွေပြန်လဲဆယ်ယူပြီးတော့ကျွန်တော်တံပြန်တိုက်စစ်နေနဲ့ counter transition တွေကောင်းနဲ့ကျွန်တော်တို့ဂိုးတွေရအောင်ဖန်တီးသွားတာကိုတွေ့ရတယ်အဲ့လိုအချိန်တွေမှာမော်ရိုကိုအသင်းကဘယ်လိုမျိုးကစားတတ်တယ်ဘယ်လိုမျိုးကစားပုံကောင်းတယ်သူတို့ရဲ့ဘောလုံးအဆင့်တန်းဘယ်လောက်ထိမြင့်မားတယ်ဆိုတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဒါအပြင်ကျွန်တော်မော်ရိုကိုအသင်းကကျွန်တော်ပြီးခဲ့တဲ့ဘာဖလားတွေလိုပဲကျွန်တော်လုံးဝဖြတ်မြင့်သင်းဖြစ်တဲ့အပြင်မှာ Quarter Final အထိပါရောက်လာပြီနောက်ထပ် Semi Final တာထပ်ရောက်မယ်ဆိုရင်ပြီးခဲ့တဲ့ကမ္ဘာဖလားတွေလိုပဲသူ့အနေနဲ့အဆင့်ကောင်းတစ်ခုကိုရပ်တည်နိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်မော်ရိုကိုအသင်းကတော့ပြင်သစ်အသင်းကိုတော့လွယ်ကူမယ်လို့တော့မထင်ဘူးကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာတော့ပြင်သစ်ကိုအနေငယ်ကြိုက်တယ်ဒါအပြင်မဲ့ကျွန်တော်တို့ဒီကမ္ဘာဖလားမှာဘာမှမဆိုဖြစ်နိုင်တဲ့မထင်မှတ်တဲ့ဖြစ်ပျက်တွေကလည်းအရင်ဖြစ်ပျက်နေရဖြစ်တယ်အဲကြောင့်မို့ကျွန်တော်အနေနဲ့ကျွန်တော်အထင်မြင်တဲ့ကွက်တီဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်ဒါကတော့ကျွန်တော်ပြောလို့မရဘူးဒီကမ္ဘာဖလားဆိုတဲ့အတိုင်းပဲအသင်းကြီးဆိုတာမရှိဘူးမင်းလဲ6နှစ်ချောင်းနဲ့ကန်တာငါလဲ6နှစ်ချောင်းနဲ့ကန်တာအဲ့လိုမျိုးတွေကြီးပဲဟိုဘက်7ယောက်ဒီဘက်7ယောက်ကစားရတယ်အဲ့လိုမျိုးအချိန်တွေမျိုးမှာဘာမှပြောလို့မရဘူးဒီဘောလုံးဆိုတာအလုံးကြီးဆိုတဲ့အတိုင်းပဲဒီကမ္ဘာဖလားမှာလေတကယ်ကိုမထင်မှတ်ထားတဲ့ဖြစ်ပျက်တွေအများကြီးဖြစ်နေတယ်ပေါ့နော်အဲအကြောင်းလို့ကျွန်တော်တို့အနေနဲ့တကယ်ကိုစောင့်ကြည့်တဲ့ပွဲစဉ်တစ်ပွဲလို့လည်းသုံးသက်ချင်ပါတယ်နောက်ထပ်တစ်ဖက်ကကျွန်တော်တို့စပိန်အသင်းနဲ့ကျွန်တော်တို့ဘယ်လ်ဂျီယံအသင်းစပိန်အသင်းနဲ့ဘယ်လ်ဂျီယံအသင်းကိုကြည့်ရမှာဆိုဘယ်လ်ဂျီယံအသင်းကကျွန်တော်တောက်လျှောက်သုံးသက်ခဲ့သလိုပဲကျွန်တော်သမုတ်ခဲ့သလိုပဲလုံးဝသူ့ရဲ့အုပ်စုပွဲစဉ်အတွင်းခြေသွမ်းတွေမှာကျွန်တော်တို့ညံ့ပြင်းနေအောင်တွေ့ရတယ်မကောင်းဆိုတာတွေ့ရတယ်ဒါပေမဲ့သူတို့ရှုံးထွက်စစ်ကြောက်လာတဲ့အချိန်မှာကျွန်တော်ထင်တော့သူတို့ရဲ့ momentum တွေသူတို့ရဲ့ခြေသွမ်းတွေကိုတောင်းပြန်လှန်ပစ်ပေးလိုက်တဲ့ပွဲကတော့ကျွန်တော်စီနီဂေါနဲ့ပွဲလို့ပဲကျွန်တော်အနေနဲ့မြင်တယ်စီနီဂေါနဲ့ပွဲစဉ်မှာသူတို့2ဂိုးမရှိနဲ့ရှုံးနေရနေကျွန်တော်85မိနစ်ထိကျွန်တော်ရှုံးနေရနေကျွန်တော်ပြန်လိုက်လာတယ်ပြန်လိုက်ကစားလာတယ်ပေါ့နော်ပြန်လိုက်ကစားပြီး2ဂိုးနဲ့ဒီကြပြီးအချိန်ပေါ်မှာ3ဂိုးနဲ့နိုင်ပြီးတော့
ကျွန်တော်တို့ဒီ16သိန်းရှုံးထွက်ကိုရောက်သွားတယ်16သိန်းရှုံးထွက်ရောက်တဲ့အချိန်မှာသူတို့ရဲ့ movement ပြန်လဲကောင်းမွန်သွားပြီဖြစ်တဲ့အတွက်ခြေစွမ်းပိုင်းတည်ငြိမ်သွားပြီဖြစ်တဲ့အတွက် Asian American အသင်းကိုတော့ဂိုးပြတ်ချီပြတဲ့နိုင်ကစားပြီးဒီ quarter final ကြီးတက်လာတာဖြစ်တယ်တစ်ဖက်ကစပိန်အသင်းကတော့ကျွန်တော်အမြဲတမ်းကောင်းနေတဲ့ဖြစ်တယ်သူတို့ရဲ့ကစားပုံသူရဲ့တီကီတာကပုံစံတွေကိုလုံးဝပြည့်ရွံ့သွားခြင်းမရှိဘူးပေါ့နော်လုံးဝကျွန်တော်ပေါ်တူဂီနဲ့ပွဲမှာလဲဘောလုံးကြီးကိုကင်ပြီးတော့တိုက်စစ်တစ်ချိန်လုံးတိုက်စစ်ဆင်မှုစူးစမ်းတယ်ပေါ့နော်ဒီလိုနေရာမျိုးမှာကျွန်တော်ပေါ်တူဂီပွဲနဲ့ပွဲစဉ်မှာတော့တကယ်ကိုကျွန်တော်တို့စပိန်အသင်းကကောင်းခဲ့လို့ဒါကျွန်တော်တို့ဒီအဆင့်ကိုရောက်ရှိလာတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအချိန်မှာကျွန်တော်ပြောချင်တာကတော့စပိန်အသင်းကလုံးဝကစားခွက်တဲတဲ့နေရာမှာလာမင်းရမန်ကိုကောင်းကောင်းလေးအသုံးချနေတာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့စပိန်အသင်းရဲ့ formula တစ်ခုကတော့ကျွန်တော်တို့လုံးဝကိုထူးထူးဆန်းဆန်းသွားပဲတချို့အသင်းတော်တော်များများမရေးမိသေးတဲ့ပုံစံမျိုးဖြစ်နေတယ်။ဒါဆိုလာမင်းရမန်ကိုတည်ကစားရဆိုလာမင်းရမန်ကြီးကိုပဲပြေးကတ်နေတာကျွန်တော်အဆင်မပြေဘူး။လာမင်းရမန်ကဂိုးသွင်းမဲ့ကစားသမားမဟုတ်ဘူး။စပိန်အသင်းမှာရှိတဲ့တခြားကစားသမားတွေကဂိုးသွင်းမှာလာမင်းရမန်ကစပိန်အသင်းတစ်သင်းလုံးကစားပေါက်6အောင်ကလှုပ်ပြီးတဲ့ကစားသမားဖြစ်တယ်။ဂိုးသွင်းမဲ့ကစားသမားမဟုတ်ဘူး။ဂိုးသွင်းဖို့ဖန်တီးပေးမဲ့ကစားသမားလောက်ပဲဖြစ်တယ်။အဲဒါကြောင့်မို့လာမင်းရမန်ရဲ့ဘောလုံးပေးမဲ့အပေါက်တွေကိုဒါပိတ်ထားနိုင်မယ်ဆိုရင်တော့စပိန်အသင်းကိုတော်တော်လေးခုခံကစားနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ပြီးရင်တစ်ဖက်ကကြည့်ရမယ်ဆိုရင်ကျွန်တော်နီကိုဝီလီယံသာနောက်ပွဲစဉ်တွေမှာပါလာနိုင်မယ်ဆိုရင်တော့ကျွန်တော်စပိန်အသင်းကဒီထက်ပိုကောင်းသွားဖို့ပဲရှိတယ်ပေါ့နော်။အဲဒါကြောင့်မလို့ဘယ်ဂျီယန်အသင်းနဲ့ပွဲစဉ်မှာကျွန်တော်နီကိုဝီလီယံတယောက်ပါဝင်လာနိုင်မလားလာမင်းရမန်နဲ့နီကိုဝီလီယံတောင်မှနှစ်ဖက်ဆိုရင်ဘယ်ဂျီယန်အသင်းရဲ့ခံစစ်ဘလို့မှခံနိုင်မှာမဟုတ်ဘူးပြိုဆင်းသွားလိမ့်မယ်။အဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကျွန်တော်ကြိုက်တွေးမိတာကတော့ကျွန်တော်စပိန်အသင်းကိုပိုကြိုက်တွေးမိတယ်ကျွန်တော်တစ်ဖက်ကတော့ကျွန်တော်နော်ဝေးအသင်းနဲ့ကျွန်တော်အင်္ဂလန်အသင်းကကျွန်တော်သိတဲ့အတိုင်းပဲနာမည်ကြီးထမင်းငတ်ဖြစ်တယ်လို့အင်္ဂလန်အသင်းရဲ့ကစားပုံကတော့လူပြောများစရာဖြစ်နေတော့မယ်ကျွန်တော်ရှေ့မှာပြောသွားသလိုပဲဒီအင်္ဂလန်အသင်းကိုထမ်းတင်ပေးနေတာဘာလင်ကန်နဲ့ဟယ်ရီကိတ်2ယောက်ပဲရှိတယ်ဒီ2ယောက်ကထမ်းတင်ပေးနေလို့လားဒီစင်တီရောက်လာတာဖြစ်တယ်အင်္ဂလန်အသင်းမှာကျန်တဲ့ကစားသမားတွေရဲ့ခြေသွမ်းက normal ခြေသွမ်းပဲသူ့ထက်ပိုကောင်းတဲ့ခြေသွမ်းမှုမရှိဘူးတကယ်ကိုခြေသွမ်းပြပြီးထမ်းတင်ပေးနေတာဘာလင်ကန်နဲ့ကျွန်တော်တို့ဟယ်ရီကိတ်ပဲရှိတယ်အားကြောင့်မလို့အင်္ဂလန်အသင်းကလူပြောများစရာဖြစ်နေတယ်ကစားပုံပိုင်းမှာလည်းတော်တော်လူပြောများစရာဖြစ်နေတယ်သူတို့အေရှင်ဘကိုမက္ကဆီကိုအသင်းကိုပေါ့နော်နိုင်သွားတာသူတို့မှာကျွန်တော်တို့လုံးဝအေရှင်ဖီအားတန်နဲ့လည်းကစားရတဲ့ပြင်သူတို့မှာပြရာခတ်သွားတာတွေလည်းကျွန်တော်မြင်တွေ့နေရတယ်လုံးဝတည်ငြိမ်မှုတိတ်မရှိဘူးပေါ့နော်တစ်ဖက်ကနော်ဝေးအသင်းကတော့လုံးဝမထင်မှတ်ဖက်နဲ့ဒီကမ္ဘာဖလားမှာလုံးဝကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားတဲ့အပြင်မှာကျွန်တော်တို့သူတို့ရဲ့လုံးပြနိုင်စွမ်းတွေကလုံးဝထင်ကြီးစရာဖြစ်ကုန်ပြီ။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီ quarter final ကိုရောက်လာတဲ့အချိန်မှာ16သိန်းရှုံးထွက်မှာနာမည်ကြီးဘရာဇီးတွေကိုတော့သူတို့က2ဂိုးဆိုနေနိုင်တာ2ဂိုးတော့မှသူတို့က2ဂိုးပြတ်ဥဆောင်ပြီးတော့မှတဂိုးပြန်ပေးရဖြစ်တယ်။ဒီနေရာမှာလည်းကျွန်တော်ဒီပွဲစဉ်ကိုပြန်ကြည့်ပြီးပြောပြီးသုံးသပ်ရမယ်ဆိုရင်လည်းကျွန်တော်တို့ဘရာဇီးကအရင်ဆုံးပနယ်တီရတာပနယ်တီကိုဘရူနိုဂူမာနဲ့လွဲသွားတယ်။အဲ့ပနယ်တီလွဲချုံမှုကြောင့်ပဲဘရာဇီးကကျွန်တော်အနေနဲ့ပြုတ်သွားတယ်လို့မြင်တယ်။အဲ့ပနယ်တီကဘရာဇီးက 1-0 နဲ့ဥဆောင်လာမယ်ဆိုရင်နော်ဝေးအနေနဲ့ပြန်လာနိုင်တယ်နောက်ထပ်တကူလောက်ပဲပြန်လာနိုင်မယ်ပြန်လာနိုင်ပြီးဘရာဇီးရဲ့တံပြန်တိုက်စစ်တွေကိုသူတို့အနေနဲ့စိုးရိမ်တကြီးနဲ့ပွဲချိန်တောက်လျှောက်ကစားသွားရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့လိုအချိန်မှာကျွန်တော်နော်ဝေးတင်းကအဲ့ penalty ကိုဂိုးမပေးလိုက်ရတဲ့အတွက်ကျွန်တော်အနေနဲ့ဒီနော်ဝေးတင်းကတော့ကျွန်တော်ဒုတိယပိုင်းမှာအကောင်းဆုံးပြန်လာတယ်သူတို့ရဲ့စီးလုံးမှုရှိကစားကွက်ဟန်ချက်ညီမှုနဲ့အတူတူကျွန်တော်တို့အမြဲတမ်းပြန်လာပြီးတော့ကျွန်တော်အဲလင်ဟာလန်ရှိဘူးပေါ့နော်ဘောလုံးတွေရောက်ရှိသွားတဲ့အချိန်မှာတော့ကျွန်တော်တို့အဲလင်ဟာလန်ရှိကိုရောက်ရှိတဲ့3လုံးမှာပေါ့နော်ကျွန်တော်2ဂိုးသွားတယ်ပေါ့နော်ဒါအဲလင်ဟာလန်ရဲ့ဆုံးသက်ကောင်းမှုလို့ပဲကျွန်တော်ပြောချင်တယ်ဒီလိုနေထားမျိုးမှာအင်္ဂလန်အသင်းနဲ့တွေ့မှာဆိုတော့လေနောက်ထပ်မလွယ်တဲ့အသင်းကြီးတစ်သင်းပဲဘရာဇီးအသင်းလိုပဲခက်ခဲမဲ့အသင်းတစ်သင်းဒါပေမဲ့နော်ဝေးအသင်းရဲ့ဘူးလက်ရှိပြသနေတဲ့ခြေစွမ်းတည်ငြိမ်နေတဲ့ကစားကွက်နဲ့ကျွန်တော်တို့စိတ်သက်ပိုင်းမြင်မာမှုတွေကအင်္ဂလန်အသင်းကိုအလဲထိုးလာနိုင်မယ်လို့ကျွန်တော်အနေနဲ့တော့မြင်မိတယ်ပေါ့နော်တစ်ဖက်ကပြီးရင်ကျွန်တော်တို့အာဂျင်တီးနားနဲ့ဆွစ်ဇာလန်အသင်းကိုကျွန်တော်အနေနဲ့ကြည့်ရမယ်ဆိုရင်ဆွစ်ဇာလန်အသင်းကလုံးဝသူတင်ကိုတင်သူလိုကိုလိုခြေစွမ်းရှိတဲ့ကိုလံဘီယာအသင်းကိုလုံးဝအကျိတ်နဲ့ကစားပြီးတော့ပနယ်တီထိရောက်ပြီးတော့မှပနယ်တီဆုံးဖြတ်တဲ့ဒီဆင့်ကိုရောက်လာတာဖြစ်တယ်အရင်တော့ကျွန်တော်တို့ဒီအုပ်စုပွဲစဉ်တွေမှာတော့ဆွစ်ဇာလန်အသင်းရဲ့ခြေစွမ်းမဆိုးလာဘူးသူရဲ့ဥရောပမှာပြသနေတဲ့ခြေစွမ်းတိုင်းကိုပဲသူတည်တည်ငြိမ်ငြိမ်နဲ့ပြသနေတဲ့ဖြစ်တယ်ဒီကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာလည်းဘောလုံးတော့ကင်ထားတယ်ဒါပေမဲ့တကယ်တိုက်စစ်ဆင်မှုပိုင်းမှာကျတော့ကိုလံဘီယာသူ့ထက်ပိုကောင်းတယ်သူ့ထက်ပိုတာခဲ့တယ်ဒီပနယ်တီရောက်သွားလို့ကကျွန်တော်သုံးသပ်ခဲ့လို့ပဲပေါ့နော်ဒီပွဲစဉ်ကကျွန်တော်တို့ပနယ်တီကြီးရောက်သွားဆွစ်ဇာလန်အသင်းကတာတယ်ဘာလို့ဆွစ်ဇာလန်အသင်းကတာလဲဆိုဆွစ်ဇာလန်အသင်းကဥရောပမှာရောကမ္ဘာဖလားတွေမှာရောကျွန်တော်တို့ဒီရှုပ်ထွက်အဆင့်တွေမှာပေါ့နော်ပနယ်တီဆုံးဖြတ်တဲ့အများစုကစားရတဲ့အသင်းအဲကြောင့်မို့သူတို့ရဲ့ပနယ်တီတွေ့ကြုံကတခြားအသင်းတွေဆိုင်ပိုပြီးကောင်းမွန်တယ်ပိုပြီးရှိတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ဆွစ်ဇာလန်အသင်းကနိုင်ရရှိမယ်လို့ကျွန်တော်ပနယ်တီဆုံးဖြတ်ဆိုရင်တော့ဆွစ်ဇာလန်အသင်းကတာရသွားနိုင်တယ်လို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ဒီပွဲစဉ်ကဒီလိုပဲဖြစ်သွားတယ်တစ်ဖက်ကကျွန်တော်တို့အာဂျင်တီးနားအသင်းကတော့ကျွန်တော်အီဂျစ်အသင်းကိုချိန်နေကစားရတယ်အီဂျစ်အသင်းက2-0နဲ့နိုင်ရရှိနေပြီးတော့မှ2-3 ဂိုးထိပြန်လိုက်ကစားလာတာကိုတွေ့ရတယ်
ပြန်လိုက်ကစားနိုင်တဲ့နေရာမှာလည်းကျွန်တော်အာဂျင်တီးနားအသင်းရဲ့ခြေပါကုန်း2 ဂိုးအထိကိုကျွန်တော်2 ဂိုးဖြစ်လာတဲ့အခြေအနေမျိုးတွေကိုကျွန်တော်မပြောလို့သေးဘူးဒါပေမဲ့နောက်ထပ်ကျွန်တော်တို့3 ဂိုးမြောက်အလုံးမှာကျွန်တော်တို့ဒီပေါ့နော်မူဆာလက်ကိုဖောင်းသွားတဲ့အလုံးနဲ့ကျွန်တော်တို့ဟိုဘက်ဒီဂျီကစားမတယောက်ကိုလက်နဲ့ဆွဲချသွားတဲ့အလုံးတွေမှာကျွန်တော် VAR ပြန်မကြည့်ဘူးသူတို့ဒုတိယမြောက်အီဂျစ်ဂိုးသွင်းတဲ့ဒုတိယမြောက်ဂိုးမှာကြတော့ကျွန်တော်မာတီနဲ့ကိုနင်းသွားတဲ့ဟာကိုကျွန်တော် VAR ပြန်ကြည့်ခဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့တွေကကျွန်တော်လူပြောများစရာဖြစ်တယ်မာတီနဲ့အလုံးကိုကြောက်ကြည့်ခဲ့ပြီးမိုဆာလက်အလုံးကိုကြောက်ဘာလို့ပြန်မကြည့်ရလဲဆိုတဲ့အနေထားမျိုးကိုကျွန်တော်ပြန်ပြောကြရပေါ့နော်တော်တော်များများ line မှာမဟောဖြစ်နေပေါ့နော်အဲ့လိုမျိုးချိန်မှာလုံးဝအာဂျင်တီးနားကကောင်တာပေါက်ပြီးတော့ကျွန်တော်လီဆန်တို့မာတီနဲ့တင်ပြီးလော်တာရိုမာတီနဲ့တင်ပြီးလိုက်တဲ့အလုံးကနေပြီးတော့ကျွန်တော်တို့အန်ဇိုဖာနန်ဒက်ကခေါင်းဆိုင်သွင်းသွားတာဖြစ်တယ်အဲ့လိုချိန်မှာကျွန်တော်အနေနဲ့ကျွန်တော်မြင်တာဟုတ်လားမြင်တယ်ဆိုတာဒီပွဲတွေကိုကျွန်တော်ဒိုင်လူကြီးနဲ့ကျွန်တော်ဖီပါကျွန်တော်အရင် hype ဖြစ်နေတယ် hype ဖြစ်နေတဲ့အချိန်မှာကျွန်တော်ပြောချင်တာဒီ3 ဂိုးမြောက်ကိုကျွန်တော်ကတော့ဖြစ်နိုင်တော့ကျွန်တော်မပေးစေချင်ဆိုတာဘာလို့မပေးစေရင်တစ်ဖက်ဆောင်းနေပြောတာမဟုတ်ပြီးတော့မိုးစားတဲ့အတွက်ကိုလည်းကျွန်တော် penalty ပေးခိုင်းတယ်မဟုတ်ဘူးအီဂျစ်သင်းကိုလည်းရှင်းလေးကျွန်တော်အဲ့အချိန်မှာဖီပါလှုပ်ချင်တာတခုတော့လှုပ်လို့ရတာတခုရှိတယ်လှုပ်ချင်တာတဲ့လှုပ်လို့ရတာတခုရှိတယ်ဘာလှုပ်လို့ရလဲဆိုရင်မိုးစားတဲ့ဥစ္စာကိုကျွန်တော် VAR ပြန်ကြည့်လိုက်ဘိုးတော့အဲ့အချိန်မှာအီဂျစ် VAR ပြန်ကြည့်လိုက်မိုးစားလက်ကိုဖောင်းပေးလိုက်ဆို penalty မပေးနဲ့ free kick ပေးလိုက်ဂိုးကိုပဲဖြတ်လိုက်အဲ့လိုဆိုရင်ကျွန်တော်တူးနဲ့ပွဲကပိုပြီး fair ဖြစ်သွားတယ်အဲ့လိုပုံစံမျိုးပေါ့ဗျာကျွန်တော်ပြောချင်အဲ့လိုမျိုးသူတို့လှုပ်လို့ရလှုပ်မယ်ဆိုခုကမလှုပ်ဘဲနဲ့ VAR လည်းပြန်မကြည့်ဘူးလုံးဝကိုးတတ်မှတ်ပေးလိုက်တယ်ကိုးတတ်မှတ်ပေးပြီးတော့ကျွန်တော်3 ဂိုး 2 ဂိုးနဲ့နိုင်ပြီးတက်လာဒါပေမဲ့ကျွန်တော်ပြောချင်တာဒီနေရာမှာကျွန်တော်အာဂျင်တီးနားအသင်းရဲ့စိတ်သက်ကလုံးဝ2 ဂိုးပေးလိုက်တဲ့အချိန်မှာသူတို့စိတ်သက်တွေပြိုမစင်းသွားဘူးကျွန်တော်ပြာမခတ်သွားဘူးလုံးဝတိုက်စစ်ကိုလုံးဝဖိကြီးနဲ့ကစားသွားတာကိုတွေ့ရတယ်ကောင်းမွန်တဲ့တိုက်စစ်ဆင်မှုတွေကိုမြင်တွေ့ရတယ်သူတို့သွင်းသွားတဲ့2 ဂိုးလုံးကလည်းခြေပါကုန်း2 ဂိုးလုံးကလုံးဝ quality ဂိုးတွေလုံးဝလီယိုနယ်မက်ဆီရဲ့အလုံးဆိုလဲလုံးဝကျလာတဲ့အချိန်မှာကန်တာဘုံကဘလုံးမအောင်ကာလို့မရဘူးပထမမြောက်ဖောင်းတိုက်သွားတဲ့အလုံးဆိုလဲလုံးဝကောင်းတယ်တတိယမြောက်ဖောင်းတိုက်တဲ့အန်ဆိုဖာနန်ဒက်အလုံးနဲ့ဆိုတော်တော်လေးကောင်းတယ်ဘုံကဘာမှမတက်နိုင်ဘူးဒါဘုံကမတက်နိုင်တဲ့တောင်းဒီနေရာတွေကိုပဲပိတ်ပြီးသွင်းသွားဖြစ်တဲ့အတွက်အာဂျင်တီးနားအသင်းရဲ့တိုက်စစ်ကတော့တော်တော်လေးကိုကြောက်ဖို့ကောင်းတယ်လို့ပြောရမယ်တစ်ဖက်ကကျွန်တော်ဆွစ်ဇာလန်အသင်းအနေနဲ့ဘယ်လောက်ထိရုန်းကန်လာနိုင်မလဲဆိုတော့ကျွန်တော်ကြည့်ရမယ်ဒီလိုချိန်နေမျိုးမှာကျွန်တော်ဒီ quarter final ကလုံးဝကြည့်လို့ကောင်းတဲ့ပွဲစဉ်ဒီဖြစ်ကျွန်တော်ရှိနေတာဖြစ်တဲ့အားကြောင့်မလို့ဒီပွဲစဉ်တွေကတော့ကျွန်တော်အနေနဲ့လုံးဝလက်မလွတ်တမ်းကြည့်တဲ့ဒီလိုမျိုးချိန်တွေမှာဘယ်အသင်းတွေက semi final တက်လာပြီးဘယ်အသင်းတွေက final တွေတက်သွားမလဲဆိုရင်ကျွန်တော်အနေနဲ့ကတော့ပြင်သင်းနဲ့မော်ရိုကိုသင်းနဲ့ပွဲစဉ်မှာပြင်သင်းကတက်လာပြီးတော့တစ်ဖက်ကစပိန်နဲ့ဘယ်လ်ဂျီယံအသင်းမှာစပိန်သင်းကတက်လာပြီးတော့ပြင်သင်းနဲ့စပိန်ကတော့ကျွန်တော် semi final မှာတွေ့ဖို့ရှိမယ်ပြီးရင်တစ်ဖက်ကကျွန်တော်တို့နော်ဝေးနဲ့အင်္ဂလန်အသင်းမှာကတော့ကျွန်တော်အနေနဲ့နော်ဝေးသင်းကိုနည်းနည်းပူကြိုက်တယ်နော်ဝေးသင်းကတော့ကျွန်တော် semi final ကိုထိတက်လာပြီးတော့တစ်ဖက်ကကျွန်တော်အာဂျင်တီးနားနဲ့ဆွစ်ဇာလန်မှာအာဂျင်တီးနားအသင်းတက်လာနိုင်ခြေရှိတယ်ဒါမှမဟုတ်လဲဆွစ်ဇာလန်အသင်းဖြစ်နိုင်တယ်နှစ်ခုလုံးနှစ်ယောက်လုံးခြေစွမ်းကတော့တိတ်ပြီးတော့မတိတ်မရင်ပေါ့နော်ညီမြရှိတယ်ပေါ့နော်အဲ့လိုချိန်တွေမျိုးမှာဒီနှစ်သင်းနော်ဝေးသင်းနဲ့ကျွန်တော်အာဂျင်တီးနားအသင်းတော့တွေ့နိုင်တယ် semi final မှာ final အနေနဲ့ကျွန်တော်အနေနဲ့မြင်မိတာကတော့ပြင်သစ်သင်းက final ထိကိုရောက်ရှိလာပြီးတော့ကျွန်တော်တို့ဒီနော်ဝေးသင်းကမထင်မှတ်ဘဲနဲ့ final ထိတက်လာနိုင်တယ်လို့ဖြစ်တယ်ဘာဖြစ်လို့ကျွန်တော်ဒီလိုမျိုးပြောရလဲဆိုရင်ကျွန်တော်တို့ဒီကမ္ဘာဖလားမှာနော်ဝေးအသင်းလောက်ပြနိုင်တဲ့လောက်ဆောင်တော့ကျွန်တော်တော်တော်လေးကြောက်ဖို့ကောင်းတယ်တော့မထင်မှတ်ထားတဲ့ဖြစ်နေတဲ့ကမ္ဘာဖလားမှာမထင်မှတ်ထားတဲ့အသင်းတစ်သင်းကတော့ကျွန်တော် final ကိုတက်လာမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်အကယ်၍ဒါမှမဟုတ်နော်ဝေးသင်းမတက်လာဘူးဆိုရင်ကျွန်တော်တစ်ဖက်ကပြင်သင်းနဲ့မော်ရိုကိုတွေ့ရတဲ့ပွဲတွေမှာမော်ရိုကိုသင်းကမထင်မှတ်ပဲ semi final တက်လာမယ် semi final ကိုတက်လာပြီးစပိန်သင်းနဲ့တွေ့ရတဲ့အခါမှာလည်းနောက်ထပ်မထင်မှတ်ထားတာကိုလုပ်ပြပြီးတော့ final ထိတက်လာနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒီလို underrated အသင်းတစ်သင်းကတော့ကျွန်တော်အနေနဲ့ final တက်လာမယ်လို့ကျွန်တော်အနေနဲ့ဒီကမ္ဘာဖလားမှာမြင်မိရပေါ့နော်တစ်ဖက်ကကျွန်တော်ပြောခဲ့လို့ပဲ final မှာပြင်သင်းနဲ့မော်ရိုကိုဖြစ်ရင်ဖြစ်မဖြစ်ရင်ကျွန်တော်တို့sorry ပြင်သင်းနဲ့နော်ဝေးဖြစ်ရင်ဖြစ်မဖြစ်ရင်ကျွန်တော်စပိန်နဲ့နော်ဝေးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကပြောလို့မရဘူးဒီပြင်သင်းနဲ့စပိန်နဲ့ပွဲစဉ်ကတော်တော်လေးကိုတက်လာမယ်ဆိုရင်ပေါ့နော်တက်လာမယ်ဆိုတော်တော်လေးကိုကြီးလို့ကောင်းတဲ့ပွဲစဉ်မှန်းလို့မရတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်မိရပြီးကျွန်တော်တစ်ဖက်ကနော်ဝေးနဲ့အာဂျင်တီးနားပွဲလည်းထိုးနီး၎င်းမယ်ကျွန်တော်နော်ဝေးနဲ့အင်္ဂလန်ပွဲလည်းထိုးနီး၎င်းမယ်ဒီ quarter final ပွဲစဉ်တွေတော်တော်များများအကုန်လုံးကဘယ်ပွဲမှလွယ်လွယ်ကူကူခံမှန်းလို့ရမယ့်ပွဲစဉ်တွေမရှိဘူးနိုင်မယ်လို့ထင်တဲ့ပွဲတွေနိုင်ရင်နိုင်သွားနိုင်တယ်ရှုံးမယ်လို့တွက်ထားတဲ့တရားလည်းနိုင်ရင်နိုင်သွားနိုင်တယ်အဲ့လိုမျိုးပွဲစဉ်တွေများနေရပေါ့နော်များနေရဆိုတော့လေဒီကမ္ဘာဖလားကြီးကလုံးဝမထင်မှတ်ထားတဲ့မထင်မှတ်မှုတွေဖြစ်နေတယ်ဆိုမှဒီကျွန်တော်တို့16သိန်းရှုံးထွက်မှာလုံးဝကြီးကွဲစရာတွေကျွန်တော်တို့လုံးဝ dramatic ဖြစ်စရာတွေ trauma တွေကျွန်တော်ဖြစ်ခဲ့တယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့တကယ်ဘောလုံးဒီကျွန်တော်တို့21ရာစုဘောလုံးမှာတကယ်ကိုကျွန်တော်တို့နာမည်ကြီးတယ်ကျွန်တော်တို့ကြိုက်နှစ်သက်ပါဆိုတဲ့ကျွန်တော်တို့ဘောလုံးသမားတွေရဲ့ကျွန်တော်တို့နိုင်ငံသင်းတွေက
ထွက်သွားတယ်ထွက်သွားတဲ့အပြင်မှာသူတို့ကဒီကမ္ဘာဖလားထွက်ခွာမှုနဲ့သူတို့တွေကဒီဘောလုံးလောကရဲ့ကျွန်တော်တို့ဒီနိုင်ငံအသင်းဘောလုံးလောကမှာကျွန်တော်အနားယူသွားပြီဖြစ်တယ်သူတို့အသင်းတွေသူတို့အနေနဲ့ကလပ်အသင်းတွေမှာပဲဆက်လက်ရှိတော့မှာဖြစ်တယ်သူတို့ကိုကြည့်ရင်တော့သူတို့ရဲ့ကလပ်ပွဲတွေကိုသွားကြည့်မှာပဲရမယ်နိုင်ငံပွဲတွေကိုကြည့်လို့ကတော့သူတို့ကိုမြင်တွေ့ရမှာမဟုတ်တော့ဘူးအဲဒီကစားသမားတွေကတော့ကျွန်တော်တို့နေမှာရှိမယ်ကျွန်တော်တို့ပေါ်တူဂီအသင်းကခရစ္စတီယာနို ရိုနယ်ဒိုရှိမယ်ကျွန်တော်တို့ပြီးရင်အီဂျစ်အသင်းကမိုဆာလက်တို့ရှိမယ်ပေါ့နော်မိုဆာလက်ကလည်းကျွန်တော်တို့ဒီကမ္ဘာဖလားပြီးမှနိုင်ငံလူအသင်းကနားယူရမယ်လို့ပြောထားတယ်ပြီးတော့တစ်ဖက်ကကျွန်တော်တို့မက္ဆီကိုအသင်းကဂိုးသမားအုပ်ချုပ်ပါဆိုရင်လည်းကျွန်တော်တို့လုံးဝကစားသမားဘောပါလုံးဝအနားယူသွားပြီဖြစ်တယ်ဘရာဇီးအသင်းကနေမှာဆိုရင်လည်းနိုင်ငံလူအသင်းကနေအနားယူသွားပြီဖြစ်တယ်အဲကြောင့်မလို့လုံးဝကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့ပြီးခဲ့တဲ့ဆွစ်ဇာလန်နဲ့ပွဲဆုံးတော့လည်းကိုလံဘီယာအသင်းကကျွန်တော်တို့ဟာမက်ရိုဒီကွက်ဆိုလည်းကျွန်တော်တို့နားဖို့များသွားပြီပေါ့နော်သူကလည်းတရားဝင်ပညာသေးတာသူ့အနေနဲ့အရင်ဒီဟိုအင်တာဗျူးတွေမှာတော့လည်းကျွန်တော်တို့လုံးဝဖြေကြားခဲ့တာရှိတယ်သူဒီကမ္ဘာဖလားပြီးရင်ပေါ့နော်ဒီနိုင်ငံလေးအသင်းကနားဖို့စဉ်းစားထားတယ်ဆိုတဲ့အကြောင်းတွေကိုသူပြောထားတာရှိရပေါ့နော်အဲအကြောင်းမလို့လုံးဝကိုကျွန်တော်တို့ဒီကမ္ဘာဖလားမှာလုံးဝ traumatic ဖြစ်စရာတွေအများကြီးရှိခဲ့တယ်အများကြီးရှိခဲ့တယ်လို့လုံးဝဒီ16တင်ရှုံးထွက်ကကျွန်တော်တို့အတွက်အိမ်မက်ဆိုးတစ်ခုပဲဘာဖြစ်လို့လဲဆိုရင်အိမ်မက်ဆိုးတကယ်လုံးဝခံနဝင်တွေထွက်သွားတဲ့ဒီအဆင့်လိုပဲပြောရပါဘောနော်ခံနဝင်တွေထွက်သွားတဲ့အဆင့်တစ်ဆင့်ကိုကျွန်တော်တို့လက်ပြနှုတ်ဆက်ခဲ့ရပြီးဖြစ်တယ်ကြော်လွှားခဲ့ရပြီးဖြစ်တယ်အဲ့လိုအခြေအနေမျိုးမှာအဲ့လိုအခြေအနေမျိုးဗျာကျွန်တော်သဘောမကျတခုရှိတယ်လုံးဝသဘောမကျဘူးဆိုတာလုံးဝဒီဘရာဇီးတို့ပြောရမလို့ဘရာဇီးတို့ပြီးရင်ကျွန်တော်တို့ဒီပေါ်တူဂီပေါ့နော်ပေါ်တူဂီတို့ပေါ်တူဂီထက်ဆိုင်ရိုနယ်ဒိုပေါ့နော်ရိုနယ်ဒိုတို့သူတို့ criticize လုပ်တဲ့ဟာကျွန်တော်တိတ်သဘောမကျဘူးတိတ်သဘောမကျဘူးဆိုတော့သဘောမကျတော်တော်လေးသဘောမကျတာပေါ့သဘောမကျလို့လည်းကျွန်တော်ဒီထဲထည့်ပြောတာဖြစ်တယ်ဘာလို့လဲဆိုရင်ဒီဗျာကျွန်တော်စဉ်းစားကြည့်ဗျာဒီကစားသမားတွေဗျာသူတို့တွေဗျာဒါသူရဲ့နောက်ဆုံးကမ္ဘာဖလားဒါသူတို့အသင်းထက်သူတို့နဲ့တွေ့တဲ့အသင်းကပိုကောင်းသွားလို့သူတို့ရှုံးသွားတယ်ဗျာဒီလိုဖြစ်မျိုးသူတို့ကြုံတာဗျာသူတို့ညံ့လို့လည်းမဟုတ်ဗျာသူတို့စောက်သုံးကြလို့လည်းမဟုတ်ဗျာရှင်းရှင်းလေးပြောရမယ်ဗျာသူတို့လည်းသူတို့ဖန်တော့သူတို့လုံနိုင်တာသူတို့စူးစမ်းခဲ့တာအဲ့ဒီဟာကိုသူတို့ရှုံးသွားလို့သူတို့ပြုတ်သွားတဲ့ဟာကိုကျွန်တော်က respect တစ်ခုအနေနဲ့ပေးပြီးတော့ကျွန်တော်ကလက်ခုပ်တီးပြီးတော့သူတို့ရဲ့စွန့်ခွာသွားတဲ့အချိန်တွေကိုကျွန်တော်ကလက်ခုပ်တီးပြီးတော့ကျွန်တော်လက်ပြနှုတ်ဆက်မှာမဟုတ်ဘူးလားကျွန်တော်အနေနဲ့တော့ကျွန်တော်တို့သူတို့လုံးဝ respect ပေးမယ်ကျွန်တော် over ပေးမယ်ကျွန်တော်ပြီးရင်လက်ခုပ်တီးမယ်သူတို့ဒီနောက်ဆုံးနှုတ်ဆက်တာကွင်းထဲကနေထွက်သွားတယ်နိုင်ငံအင်ဂျီဝစ်ပြီးတော့သူတို့အင်းကွင်းထဲကနေထွက်သွားတဲ့ဟာကိုကျွန်တော်တို့ respect ပေးပြီးတော့ကျွန်တော်တို့လုပ်ရမှာမဟုတ်ဘူးအဲ့ဒါဘာလို့သူတို့ရှုံးတဲ့ဟာကြီးကိုအရှုံးကြီးကိုကျွန်တော်တောင်းပြောင်းနေတာကျွန်တော်စဉ်းစားလို့မရလားကျွန်တော်ကြည့်ပြီးကျွန်တော်ခင်ဗျားတို့မကြည့်ကျွန်တော်ကြည့်မိရဆိုဘာလဲဆိုဘရာဇီးရှုံးလာတယ်နော်ဝေးကိုနှစ်ကိုတိုးတယ်ပွဲပြီးရဲ့အချိန်ကြီးကျွန်တော်ကြည့်ပွဲပြီးရဲ့အချိန်ကောင်မှမဟုတ်အဲ့စခရင်မှာပြနေတဲ့အချိန်ကြီးကိုကျွန်တော်ထိုင်ကြည့်တယ်ဆိုကျွန်တော်ကြောင့်မဟုတ်နေမှာကွင်းထဲမှာထိုင်ပြီးငိုနေမှာထိုင်ပြီးကွင်းထဲမှာငိုနေတဲ့ဟာကိုကျွန်တော်ထိုင်ကြည့်တယ်ပေါ့နော်ထိုင်ကြည့်ပြီးတော့သူကွင်းထဲကထွက်သွားတော့မှကျွန်တော်အဲ့စခရင်ကျွန်တော်မကြည့်ပဲဖယ်သွားတယ်ထိုနည်း၎င်းပဲကျွန်တော်ပေါ်တူဂီပွဲပြီးရရှုံးသွားတဲ့အချိန်မှာပေါ်တူဂီဥစ္စာကိုကျွန်တော်ထိုင်ကြည့်ပေါ်တူဂီကွင်းထဲကနေကျွန်တော်ရိုနယ်ဒိုကွင်းထဲကနေထွက်သွားပြီဆိုတော့မှကျွန်တော်အဲ့ဆက်ကိုမကြည့်ပဲထားရတယ်ပြီးရင်ကျွန်တော်တို့ကိုလံဘီယာပွဲအဲ့တိုင်းပဲပနယ်တီလွဲသွားတယ်မနေ့4နိုင်ခွဲ5နိုင်လောက်ရှိ9နိုင်ကျော်လောက်ပြီပေါ့နော်အဲ့လိုမျိုးချိန်လေးမှာဟာမက်ရိုဒီကွက်ကွင်းပြိသက်တွေလိုက်နှုတ်ဆက်တယ်လက်ကွင်းထဲကနေထွက်သွားတော့မှကျွန်တော်အဲ့ဆက်ကိုနေဖဲထိုးလေးကောင်ပဲအီဂျစ်နဲ့ပွဲလေအဲ့တိုင်းအာဂျင်ကအီဂျစ်ပွဲလေအဲ့တိုင်းကျွန်တော်ပြောချင်တာဘာဖြစ်လို့ဒီကျွန်တော်တကယ် legacy ကျွန်တော်ကြည့်ခဲ့ရ21ရာစုဘောလုံးပွဲတွေမှာအကောင်းဆုံးပါဆိုရယ်ကစားမိုက်ဗျာအနားယူသွားမယ့်အချိန်ဗျာအနားယူပါပြီဆိုရယ်နောက်ဆုံးပွဲဗျာအရှုံးနဲ့လက်ပြနှုတ်ဆက်သွားပြီဗျာထွက်ခွာသွားပြီဗျာအဲ့တော့ကျွန်တော်ဘာလို့ appreciate မလုပ်ပေးနဲ့စဉ်းစားလို့မရဘူးတချို့ပြောနေဝမ်းသာပျော်လိုက်တာပေါ်တူဂီပြုတ်လို့ဘရာဇီးကဆောက်သုံးမကြတာပြုတ်မှာပေါ့လို့ပါဘာလဲဒါကျွန်တော်စဉ်းစားလို့မရကျွန်တော်ပြောမလို့ချင်းအဲ့ပွဲအဲ့ကြောင့်ကျွန်တော်ပေါ်တူဂီမှာဒိုလီကဆောက်သုံးမကြပေါ်တူဂီမှာဒိုလီဆောက်သုံးမကြအောင်ပြောနေကျွန်တော်ပြောရှင်းလေးဥရောပအသင်းတွေကဘယ်အသင်းမှာကျွန်တော်တူးကောင်းတယောက်ကောင်းကစားတဲ့အသင်းရှိတောင်အမေရိကအသင်းတွေပဲရှိတာတောင်အမေရိကမှာကျွန်တော်ပြောပြမယ်နော်ဘရာဇီးနေမှာကောင်းတော့နေမှာကိုတည်ကစားတယ်နော်ရိုနယ်ဒိုကြီးရှိတော့ရိုနယ်ဒိုကြီးကိုတည်ကစားတယ်နော်ကာကာကောင်းတော့လည်းကာကာခစ်တော့လည်းကာကာကိုတည်ကစားတယ်ရိုနယ်ဒင်ကိုကောင်းတော့ရိုနယ်ဒင်ကိုတည်ကစားအာဂျင်တီးနားလည်းအဲ့တိုင်းပဲမက်ဆီကိုတည်ကစားတယ်ပြီးရင်ကျွန်တော်တို့မာရာဒိုနာရှိတယ်မာရာဒိုနာခစ်တော့မာရာဒိုနာကိုတည်ကစားတာမိရဲ့လူတွေသိတယ်ကျွန်တော်ကမမီမာရာဒိုနာမက်ဆီခစ်တိမှမိရဲ့ပြီးရင်ကျွန်တော်အာဂျင်တီးနားမှာတခြားဥစ္စာကိုတိတ်မကြည့်ဘူးတော့မသိဘူးဘရာဇီးကသိတယ်ဘရာဇီးကကျွန်တော်ကာကာရိုနယ်ဒင်ဝိုင်းစမိရဗျာရိုနယ်ဒင်ကိုကောင်းတော့ရိုနယ်ဒင်ကိုတည်ကစားတယ်ဗျာပြီးကာကာကောင်းတော့ကာကာကိုတည်ကစားတယ်ဗျာနောက်နေမှာကောင်းတော့နေမှာကိုတည်ကစားဒါတောင်အမေရိကအသင်းတွေထုံးတယ်
ကိုလံဘီယာဆိုလဲအဲ့တိုင်းပဲကိုလံဘီယာမှာဟာမတ်ရိုဒီကဆောင်းနာမည်ကြီးတာဟာမတ်ရိုဒီကကိုတည်ကစားတယ်နောက်အခုတော့လူဝစ်ဒီရဲ့ကိုတည်ကစားတာပြီးရင်ကျွန်တော်တို့ဟိုနောက်ထပ်သတင်းရှိသေးတယ်ချီလီဆိုလဲအလက်စစ်ဆက်ချက်ဆောင်းဝမ်းကောင်းတယ်အဲ့ကောင်တကောင်နဲ့ပဲတည်ကစားတာအဲ့ကောင်ကပတိန်အောင်ပြီးတောင်အမေရိကအသင်းတွေကသူတို့တယောက်ကောင်းအဲ့တယောက်ကိုပဲတည်ကစားတာများဥရောပအသင်းမှာအဲ့လိုမရှိဘူးဥရောပအသင်းဘယ်အသင်းမှကြည့်တယောက်ကောတယောက်ကိုတည်မကစားဘူးနော်ဝေးကြည့်ဦးမလားဟာလန်ရှိရဆောင်းဝမ်းကောင်းတယ်ဟာလန်နှစ်ကိုယ်လုံးသွင်းသွားလို့ဟာလန်ကိုဘောလုံးပေးရပြင်အဲ့ပွဲခမရသွားကြည့်လိုက်လုံးဝ sorry ပဲဘောလုံးကသူ့မှသူဘယ်ရောက်လိုက်ညာရောက်လိုက်အဲ့ဒါအောင်မှဟာလန်လို့ဟာလန်ရှိဘောလုံးရောက်လာတယ်ဟာလန်ကကိုးသွင်းသွားတာအဲ့လိုမျိုးအခြေအနေမျိုးမှရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကပြောပြဒီလိုမျိုးရှိတယ်ကျွန်တော်ပြီးခဲ့မင်းအဲ့လိုဆိုမင်းစပိန်ကိုသွားကြည့်တယ်စပိန်ကျလာမင်းရမန်ကိုတည်စပိန်ကလာမင်းရမန်ကိုတည်ကစားတာမဟုတ်ဘူးလာမင်းရမန်ကိုဟန်ပြထားတာစပိန်ကလာမင်းရမန်ကိုဟန်ပြထားတာကြည့်လိုက်စပိန်ပွဲတွေသွားကြည့်လိုက်ကျွန်တော်စပိန်ပရိသတ်ကျွန်တော်စပိန်ပွဲကြောင့်ကျွန်တော်တောက်လျှောက်ကြည့်တယ်စပိန်ရဲ့ကစားပုံကျွန်တော်သိတယ်ကျွန်တော်ကြည့်နေတာစပိန်ကလာမင်းရမန်ကိုတည်ကစားတာမဟုတ်ဘူးအားမကူလားမဟုတ်အားကူတယ်တည်မကစားဘူးလာမင်းရမန်ဟန်ပြစပိန်အသင်းကစားပုတ်ချောင်းလုပ်ပြီးတာလာမင်းရမန်စပိန်အသင်းကစားပုတ်ချောင်းလုပ်ပြီးတာလာမင်းရမန်ရှိဘောလုံးပေးတယ်ဆိုတာလဲစပိန်အသင်းကကျန်တဲ့ကစားမိုင်း movement တွေနေရာယူလို့ရအောင်လို့ရွှေ့လို့ရအောင်လို့လုပ်လို့ရအောင်လို့သူကလာမင်းရမန်ကိုဘောလုံးပေးတာနော်စပိန်အသင်းကလာမင်းရမန်ကိုတည်ကစားတာမဟုတ်ဘူးစပိန်အသင်းကလာမင်းရမန်ကိုတော့ဘောလုံးဦးစားပေးတာမှန်တယ်ဒါပေမဲ့သူရှိကဘောလုံးထွက်တယ်သူရှိကဂိုးရတာမရတာနောက်ထားသူ့ကြောင့်ကစားပေါက်6အောင်ပဲလုပ်တာကျန်တဲ့ကစားမကစားပေါက်6အောင်ပဲလွယ်တကူဖြစ်မယ်ကျန်တာမကြည့်နဲ့ဗျာဘာမှပေါ်တူဂီနဲ့ပွဲကြည့်လိုက်ဂိုးကမီကယ်မိုရီနိုလုံးကြည့်လိုက်တစ်ချိန်လုံးလုံးဝလာမင်းရမန်ပဲဘောလုံးပေးတာအဲ့လာမင်းရမန်ကိုဘောလုံးပေးတော့ပေါ်တူဂီကစားမတွေရဲ့ကျွန်တော် brain ထဲမှာဘာဖြစ်သွားလဲ psycho ဖြစ်သွားတယ်ငေါင်းနေဘောလုံးဆွဲလာပြီဆိုရင်လာမင်းရမန်ရှိပဲပေးပါအဲ့တော့လာမင်းရမန်ကိုပြေးကတ်အဲ့လိုမျိုးချိန်မျိုးမှာနောက်ဆုံးလုံးမီကယ်မိုရီနိုလုံးဝကစားမနှစ်ယောက်အဲ့ဒန်နီအော်မိုလာမသိဘူးခင်းပေးလိုက်တဲ့အလုံးဒန်နီအော်မိုလာဘယ်လိုလဲမသိဘူးခင်းပေးလိုက်တဲ့ဘောလုံးကအဲ့ဘောလုံးရတဲ့ကောင်နှစ်ယောက်ပြေးကတ်တယ်ဆိုတာကျန်တဲ့နှစ်ကောင်လွတ်နေရနော်အဲ့နှစ်ကောင်ဘယ်ကိုကြည့်နေတာဒါမင်းရမန်ဘက်ကိုပဲကြည့်နေတာအနောက်ကမီကယ်မိုရီနိုလွတ်သွားတဲ့ကောင်မာကင်ပြန်မလိုက်ဘူးအဲ့ဒီထောက်တန်းကစားမရူဘင်ဒီရဲ့လားဗီနာဒိုဗီကာလားမသိဘူးအဲ့ကစားမအဲ့ဒီမီကယ်မိုရီနိုပြေးထွက်သွားသူ့ရှိရမြင်ရတယ်အဲ့ဒါကိုဒီကောင်သူ့ရဲ့ဘေးနာကောင်ရှေ့ကိုတက်ကတ်တဲ့ဟာကိုသူ့ဘေးနာကောင်ရှေ့ကတက်ကတ်တဲ့ကောင် तू ကအဲ့မီကယ်မိုရီကိုပြေးသွားတဲ့ဟာကိုမလိုက်သွားဘူးအမှန်ဆိုလိုက်သွားပါဘာလို့ဟိုဘက်မှာလာမင်းရမန်ရှိနေလို့လာမင်းရမန်ကိုပဲဘောလုံးပေးမှထင်လို့ကောင်းချောင်းအဲ့လိုမျိုးရှိလာမင်းရဒီကောင်နဲ့စိုက်ကိုထည့်လာမင်းရမန်ကိုပဲဘောလုံးပေးမှလာမင်းရမန်တကယ်တော့မဟုတ်စပယ်လာမင်းရမန်ကိုဘောလုံးပေးရလာမင်းရမန်ကိုကစားခိုင်းနေဆိုတာလာမင်းရမန်ကိုတည်ကစားနေရသူတို့ကစားပေါက်ချောင်းလို့ကျန်တဲ့ကစားမိုက်ကစားပေါက်ချောင်းလို့ပြီးရင်ကျွန်တော်အော်ဆွေးရတဲ့ပွဲလေးသွားကြည့်ကြည့်လိုက်လာမင်းရမန်ကိုးဘနဲ့ကိုးသွင်းတကူပဲသွင်းအဲ့ဒါတော့မကဲအိုရစပယ်ဖြတ်ချိုးပြီးလိုက်တယ်လို့စလိုက်ထိုးပြီးပိတ်သွားဒါကတော့ဒါကစားကွက်နဲ့လောက်သွားနော်ဒုတိယမို့တတိယလုံးမကဲမိုမကဲအိုရစပယ်လားအိုရစပယ်လုံးလားမသိဟုတ်တယ်အိုရစပယ်လုံးတတိယလုံးအိုရစပယ်လုံးကြည့်ကြည့်ကျွန်တော်ခုကလေးလားထိုးပေးလိုက်တဲ့အလုံးကိုခုကလေးလားထိုးပေးလိုက်တဲ့အလုံးကတောင်းအောင်ဖြတ်ပြီးလှိမ့်ပြီးထိုးပေးလိုက်တဲ့အလေတွေကိုကျန်တဲ့ကစားမိုက်နောက်တန်းတွေအကုန်လုံးကဘယ်ကောင်မျောနေလာမင်းရမန်ကမျောနေလာမင်းရမန်မှာနှစ်ကောင်ရှိတယ်အဲ့ဒီမကဲအိုရစပယ်နားမှာတစ်ကောင်ပဲရှိတယ်အဲ့ဒီမကဲအိုရစပယ်နဲ့အဲ့အော်စတြေးလျနောက်တန်းနဲ့နှစ်ယောက်ကြားတော်တော်လေး different ကွာတဲ့ဥစ္စာကိုဟိုကကူရဲလာမြင်လို့ဘောလုံးလှိမ့်ပြီးထိုးပေးလိုက်တာအပြေးလဲကြောင်းနဲ့ကွက်တီပဲကိုသမားနဲ့ပိုင်ဝမ်အသာလေးပိတ်သွားကြည့်တဲ့စပိန်ကလာမင်းရမန်ကိုတည်ကစားတာမဟုတ်ဘူးစပိန်ကစားခွက်ချောင်းလာမင်းရမန်ကိုကျွန်တော်ဘောလုံးပေးကင်ထားတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်သိရတိုင်ပဲသင်းနေရတာမသိဘူးကျွန်တော်မျောပါအဲ့ဒါပွဲချိန်ပြပြောဆိုမိနစ်90ပြည့်တော့ဘယ်အသင်းကဘယ်ကစားမှအဲ့လိုဆိုင်နိုင်မှာဟုတ်တယ်မလားအဲ့ဒါမှန်ပါတယ်ဒါပေမဲ့ပြောရမယ်ဆိုရင်ဒီမှာစပိန်ကတည်ကစားတယ်လို့ပြောလို့မျိုးလာမင်းရမန်ဒါသူတို့ကစားခွက်ပေါ်ခြင်းလို့လာမင်းရမန်ကိုတုံးချဒါအဲ့ကြောင့်ဥရောပမှာတူးကောင်းတယောက်ကောင်းတည်ကစားတဲ့အသင်းမရှိဘူးဆိုတော့အဲ့ကြောင့်ကျွန်တော်ပြောတာတောင်အကေးပေါ်တော့ကျွန်တော်ပြောတယ်သူရိုနယ်ဒိုလာဘရာဇီးသားဖြစ်ခဲ့ရင်တော့ပြောလို့မရဘူးပေါ့နော်ရိုနယ်ဒိုလာဘရာဇီးသားဖြစ်ခဲ့ရင်တော့တည်ကစားမှာတောင်အမေရိကအသင်းတွေကတည်ကစားတာတောင်အမေရိကအသင်းတွေကတူးကောင်းတယောက်ကောင်းတည်ဦးကစားကြည့်လိုက်ဖြတ်သန်းခဲ့တဲ့ကျွန်တော်နှစ်တွေကိုကြည့်လိုက်ဖြတ်သန်းခဲ့တဲ့ကမ္ဘာဖလားကိုကြည့်လိုက်ငါဘယ်ကမ္ဘာဖလားမှာတော့ဘယ်တောင်အမေရိကဘယ်အသင်းကအဲ့ကစားမှာဆောင်းအောင်အဲ့ကောင်မတည်ခဲ့ဒါတောင်အမေရိကအသင်းတွေထုံးတယ်ဥရောပမှာအဲ့လိုမရှိဘူးဥရောပကောင်တွေဘယ်လောက်ကောတဲမကလားအဲ့လိုမျိုးရှိအဲ့ကြောင့်တော့ပြောလို့မရဒါဆိုဘောလုံးမှလည်းဘောလုံးဆိုအလုံးကြီးကျွန်တော်တို့အဲ့ကြောင့်သူ့နီးပြွာသူ့ system သူတို့ကစားခြင်းနဲ့သူတို့ရဲ့ playing style ရှိအဲ့လိုမျိုးရှိ
ပြောဆိုဥပမာဆိုတော့ကျွန်တော်သိရတယ်ဘရာဇီးမှာဆိုအလှပြပြီးဘောလုံးစကေးပြပြီးစားတာရှိတယ်ဘရာဇီးဆိုရင်ကျွန်တော်ပြီးရင်ကျွန်တော်ဒီအာရှဘက်မှာဆိုရင်ကျွန်တော်တို့ဂျပန်ဆိုရင်ဘောလုံးသူ့ရဲ့ဟန်ပြီးရင်ဥရောပမှာဆိုရင်ကျွန်တော်တို့ဒီနယ်သာလန်ကကျွန်တော်တို့ total football နယ်သာလန်ဆို total football ပြီးစပိန်ဆိုတီကီတာကာဒါပေါ့နော်ဒီလိုမျိုးပေါ့ဘောလုံးမှာသူ့ရဲ့ style တွေရှိတယ်သူတို့ရဲ့ traditional ဘောလုံးကစားနည်းရှိအဲ့ဒါတွေကိုသွားပြီးတော့မေးပြလို့မရဘူးသွားပြီးတော့ top ဝေဖန်လို့မရတော့ပြောလို့မရဒါသူတို့ဒေတာမှာစပြီးဘောလုံးကစားခဲ့တဲ့နီးပြူတာနီးပုံစံအဲ့ဒါကိုသွားပြီးကျွန်တော်တို့ကဒီကောင်လေးမဟုတ်သေးပါဘူးဒီလိုအဲ့ဒါတော့ပြောလို့မရဒါသူတို့ရဲ့ traditional ဘောလုံးကစားဆောင်ကျွန်တော်ကသွားပြီးတော့ဆွတ်ဖက်လို့မရဒါ traditional ဖြစ်နေတယ်ဆိုတော့သူတို့ရဲ့ရိုးရအဲ့လိုမျိုးပဲသူတို့ကအဲ့လိုမျိုးပဲကစားမှာအားကြောင့်မလို့ဘာလို့ကျွန်တော်ပြောရရင်ဒီအဆုံးသက်တွေကိုကောင်းကောင်းလက်ခုပ်မတီးပြီးနိုင်ကြတာလေကျွန်တော်အနေနဲ့ဒါလေးပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်စိတ်ထဲမကောင်းပါဗျာပြောလို့ဝင်နေတော့ဒီကစားသမားတွေငိုကြွေးနေတာမြင်ရတယ်ကျွန်တော်ဒီ legacy ကစားသမားတွေပေါ့နော်ကျွန်တော်လုံးဝငိုကြွေးနေတာမြင်ရတယ်ကျွန်တော်အဆုံးသက်တွေမှာငိုကြွေးပြီးကိုယ်နဲ့ထွက်သွားတယ်မြင်ရတယ်တချို့ဆိုတော့လုံးဝရင်ထဲမှာငိုချင်နေတာမှသူတို့အနေနဲ့လုံးဝအောင်ကြီးပြီးခံပြီးတော့အားတင်းပြီးတော့လုံးဝချိန်မိပြီးတော့ထွက်သွားတာကြီးမြင်ရတယ်ပေါ့နော်အဲ့လိုမျိုးချိန်တွေမျိုးမှာတော့ဒါတွေကကိုယ်နဲ့ပြောလို့ဆိုရင်ကျွန်တော်အနေနဲ့စိတ်ထဲတော့မကောင်းပါဗျာဒါပဲရှိတာပေါ့ဘယ်ဘာကိုလည်းဘာမှမတတ်နိုင်ဘူးလေကိုယ်တိုင်ကပြိသက်တရားအဲ့လိုမျိုးအားကြောင့်ကျွန်တော်ဒီနေ့တစ်ဆက်ပေးရဖြစ်ပါတယ်ဒီ16သင်းရှုံးထွက်ကနေကွာတာကိုရောက်လာတဲ့အသင်းတွေမထင်မှတ်ထားတဲ့အသင်းတွေက final ထိတက်သွားပါသေးလို့ကျွန်တော်မျှော်လင့်တယ်ကျွန်တော်ကတော့ကျွန်တော်စပိန်သင်းကိုပဲကျွန်တော်ဆက်အားပေးသွားမှာပါကျွန်တော်စပိန်ပြိသက်ဖြစ်တဲ့အတွက်စပိန်သင်းကိုပဲအားပေးမှာဖြစ်တဲ့အတွက်ဆက်စပိန်သင်းကိုပဲဆက်လက်ကြည့်ရှုရမယ်လို့ပြောရနေကျွန်တော်တင်ဆက်မှုဒီမှာပဲရနိုင်ကြပါအားလုံးပဲကျေးဇူးတင်ပါတယ်